ဒီတစ်ခေါက်ကတင်ပေးချိုင်းတဲ့လူလေးရဲ့အတွက် hip dip တတာစီရဲ့တင်ပေး exercise လေးတင်ပေးထားတယ်ပထမဆုံး exercise က kick back ဒီခေါက်တော့သူမီးကဘေးတက်လည်းမဟုတ်ဘူးနောက်တက်လည်းမဟုတ်ဘဲနဲ့45 degree စောင်းပြီးတော့ဘေးကိုကားတဲ့ movement လေးကိုလုပ်ပြထားတယ်ဒုတိယ exercise က single leg RDL 6တစ်ချောင်းခုံပေါ်မှာတင်6တင်ထားတဲ့ဘက်မှာအလေးတော့ကိုင်ပြီးတော့တင်ပါကို hip hitch pattern လေးနဲ့နောက်ကိုချိုးချတဲ့ movement လေးဒူးနည်းနည်းလေးပဲပြေးမယ်အရင်ကြီးကိုမသွားစေနဲ့နောက်တစ်ခုက abdominal machine မှာလုံးမယ်နောက်ကျောကိုခုံမှာမှီပြီးတော့ပုံမှန်တိုင်းလုပ်တာကို15ကလုံးမယ်ဒီမှာလုံးလို့ရှိရင်မြန်မြန်ကြီးမလုံးနဲ့မြန်မြန်ကြီးလုံးလို့ရှိရင်ထိတင်သလောက်မထိတော့ဘူးโอเคเนาะဖြည်းဖြည်းချင်း1 2 3ဆိုပြီးတော့ပဲလုံးမယ်အဲ့ဒါပြီးတော့ရှင်တင်မအပေါ်မြောက်ပြီးတော့10ကလုံးမယ်သူကနည်းနည်းပိုလေးလို့အလေးကိုတပြားလောက်ရှော့လိုက်ဘယ်လောက်ခက်လဲဆိုတော့ရှုံမဲ့နေရဲ့မျက်နှာကိုကြည့်လိုက်တော့25ကလုံးပြီးတော့မှတကြောနာနောက်တစ်ခုက banded lateral walk ဘယ်25လမ်းညာ25လမ်းပြီးတော့မှတကြောလို့တတ်မှတ်ပြီးတော့တစ်ခါနာပါဘန်းမရှိလဲဒီတိုင်းလျှောက်လို့ရတယ်တော်တော်ထိတယ်ဒီ exercise တွေကိုတရက်ထက်မှအကုန်လုံးဆော့ဖို့မလို့တော့ကိုကတင်ပါဆော့ရရမှာဘေးတင်အတွက်ဆော့မယ်ဆိုရင်2ခု3ခုလောက်ထည့်ဆော့ရင်ရပါပြီကျေးဇူးတင်ပါတယ်